အားလုံးပဲမင်္ဂလာပါဗျာ MGMC Technical Brand Channel မှာကြိုဆိုပါရစေလူကြီးမင်းတို့တီးလို့တည်းနီးပညာအမျိုးမျိုးကိုတစ်နေ့တစ်နေ့ပိုပြီးရိုးမတော့အောင်တင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်တို့ channel ကိုလည်း subscribe ပေးတော့ဘူးမမေ့ပါနဲ့အောင်လို့အားလုံးအတွက် MGMC Channel Hello အားလုံးပဲမင်္ဂလာပါဗျာ MGMC Channel ကနေပြန်လို့ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့တော့ကျွန်တော် Starclick အကောင့်ဖွင့်ပြီးငွေရှာတဲ့နည်းကိုကျွန်တော်တင်ပြချင်ပါတယ်ဗျာဘာလဲဆိုတော့ကျွန်တော်ဒီ Starclick အကောင့်ဖွင့်ပြီးငွေရှာတဲ့နည်းကနည်းနည်းတော့လွယ်တယ်ပေါ့နော် Okay ဆိုကျွန်တော်တို့ကဒီ Starclick အကောင့်ငွေရှာတဲ့နည်းကိုကျွန်တော်လေ့လာကြည့်အောင်ပေါ့အရင်တုန်းကကျွန်တော်ဒီ Starclick အကောင့်ငွေရှာတဲ့နည်းကိုကျွန်တော်channel အဟောင်းမှာကျွန်တော်တင်ပြခဲ့ပူးပြီးပေါ့နော်ဒါပေမဲ့ channel အဟောင်းကပြတ်သွားတော့ကျွန်တော် Starclick အကောင့်ဖွင့်ပြီးမှငွေရှာတဲ့နည်းကိုကျွန်တော်ပြန်လေးမှတင်ပြပေးချင်ပါတယ်ဗျာနော် Okay ဆိုကျွန်တော် Starclick website တွေကိုကျွန်တော်တွားကြည့်အောင်ဟော Starclick website ထဲမှာဆိုရင်တော့ကျွန်တော်ကအပိုင်းနှစ်ပိုင်းရှိပဲပေါ့နော်ကျွန်တော်က publisher နဲ့ advertiser ဆိုပြီးရှိတယ်ပေါ့နော်ကျွန်တော်ဒီ Starclick ကကျွန်တော်ကကြော်ညာလုပ်ငန်း website တစ်ခုပေါ့နော်ကျွန်တော်ဒီကြော်ညာမဲ့တူနဲ့ကြော်ညာပေးမဲ့တူနဲ့ကနှစ်ခုခွဲသွားတယ်ပေါ့နော်ကြော်ညာချင်တဲ့တူကကျွန်တော် advertiser ကနေကျွန်တော်အကောင့်လုပ်ရမှာဖြစ်ပါတယ်ကျွန်တော် publisher ကတော့ကျွန်တော်ဒီ public ကြော်ညာချင်တဲ့တူကြော်ညာပေးမဲ့တူကတော့ publisher အနေနဲ့အကောင့်လုပ်ရမှာဖြစ်ပါတယ်ပေါ့နော် Okay ဆိုကျွန်တော်တွားကြည့်အောင်ပေါ့နော် how to make money ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်ဝင်ကြည့်မယ် Okay နော်ကျွန်တော် how to make money မှာကြတော့ကျွန်တော်အကောင့်ဆိုင်ရလုပ်မယ်အဲ့တော့မဲ့ add ကိုကျွန်တော်လုပ်မယ်ပေါ့နော် withdraw money ပေါ့နော်သူအဆင့်က4ဆင့်နဲ့ကျွန်တော်ကိုတွားပေးထားတယ်ပေါ့နော် Okay ကျွန်တော် minimum per click ပေါ့နော် minimum per click က0ကျွန်တော် click တစ်ခေါက်နှိပ်လိုက်တိုင်းမှာ 0.01 per ad ပေါ့နော်ကြော်ညာတစ်ခုအတွက်ကျွန်တော်ဒီလောက်ရရှိမှာပေါ့နော် 0.01 per ad minimum per click တစ်ခေါက်အတွက် Okay ကျွန်တော်နောက်ထပ်ဒီ pay out withdraw methods မှာကျတော့ကျွန်တော်က PayPal ရော Bank Transfer ရောကျွန်တော် Bitcoin တွေရောကျွန်တော်ထုတ်လို့ရတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော် clip every day ပေါ့နော် every day ကျွန်တော်နေ့စဉ်နေ့တိုင်းကျွန်တော် clip ပေးပါပေါ့နော်ဒီတတိယတိုင်းကျွန်တော် website တွေဝင်ပြီးမှ clip ပေးပါသူ့ရဲ့ကြော်ညာကအနည်းဆုံး17ခုတော့မဟုတ်10ခုလောက်ပဲကျွန်တော်ရှိနေမှာဖြစ်ပါတယ်ပေါ့နော် Okay ကျွန်တော် Saver Go and Paytm ပေါ့နော်ဒါကတော့ကျွန်တော်ကဒီ account ကို upgrade လုပ်ရမယ်ပေါ့နော် membership upgrade လုပ်မှဒါလည်းကျွန်တော် website တွေကို add ထည့်လို့ရတဲ့ပုံစံမျိုးရရှိမှာဖြစ်ပါတယ်ပေါ့နော် desktop and mobile နှစ်ခုစလုံးမှာကျွန်တော်ရရှိနိုင်ပါတယ် get pay referral ကနေလည်းကျွန်တော်ငွေရှာလို့ရပါတယ်ပေါ့နော် Okay အဲ့ဆိုကျွန်တော်တစ်ချက်တွားကြည့်အောင်ပေါ့နော် account sign up လုပ်ဖို့အတွက်ကျွန်တော်စာပြီးတွားရအောင်ပေါ့နော် account sign up မတွားခင်မှာကျွန်တော် pay out method ထဲကိုတစ်ချက်ကြည့်အောင်ပေါ့နော် pay out method ထဲမှာတော့သူကတော့PayPal ရဲ့ Bank Transfer ရဲ့ခုနပြောတဲ့အတိုင်းပါပဲเนาะ Bitcoin လည်းရတယ်ဆိုတဲ့ဟာပေါ့เนาะနှစ်ခုစလုံး3ခုပေါ့เนาะ3ခုနဲ့ငွေခြေလို့ရတယ်ပေါ့เนาะ Okay ဆိုကျွန်တော် sign up ကိုပဲစတွားလိုက်ရအောင် sign up မှာကျွန်တော် publisher account လုပ်မလားကျွန်တော် advertiser account လုပ်မလားပေါ့เนาะကျွန်တော် advertiser ဆိုတာကကျွန်တော် website traffic ပဲဖြစ်ဖြစ်ကျွန်တော်များချင်တယ်ပေါ့เนาะ website traffic များချင်တဲ့သူတွေကတော့ကျွန်တော် advertiser sign up လုပ်ပြီးမှငွေခြေပြီးမှကျွန်တော်post လုပ်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော် website ကို post များလုပ်နိုင်တော့ပိုကောင်းတယ်ပေါ့နော် Okay ကျွန်တော် publisher ငွေရှာမဲ့သူက publisher sign up နေပဲစလုပ်ပါ Okay ကျွန်တော် publisher sign up နေနဲ့စလုပ်မယ်ဆိုရင်တော့အရင်ဦးဆုံးကျွန်တော်ဘာလုပ်ရမလဲဆိုရင်ကျွန်တော်က first name ထည့်မယ် last name ထည့်မယ်ကျွန်တော် date of birth ထည့်မယ်ပေါ့နော် date of birth ထည့်မယ်ကျွန်တော် postal code တွေထည့်မယ်ပေါ့နော်ကိုယ့်ရဲ့ postal code တွေထည့်မယ်ကျွန်တော်ဘယ်မှာနေလဲ university ကျွန်တော်နိုင်ငံရွေးထည့်ပြီးမယ်နောက်ပြီးကျွန်တော် zip code တွေထည့်မယ်ကျွန်တော်ရဲ့ phone number အစစ်မှန်ဖြစ်ရပါမယ်เนาะ phone number ထပ်တုံးပြထားတဲ့ဟာတွေမဖြစ်ရပါဘူး phone number တစ်ခုတည်းနဲ့အတုံးပြထားတဲ့ဟာတွေလည်းမဖြစ်ရဘူးเนาะ phone number တစ်ခုတည်းနဲ့ကျွန်တော်ဒီ Starclick account အများကြီးလုပ်လို့မရပါဘူးကျွန်တော် fake phone number လည်းမရပါဘူးပေါ့เนาะ Okay အဲ့လိုမျိုးနည်းနဲ့ကျွန်တော် email ထည့်မယ်ပေါ့เนาะ email ထည့်မယ် passport ရိုက်ထည့်မယ်ကျွန်တော် account security data ရိုက်ထည့်မယ်ကြာတာပြီးရင်ဒီ code လေးတွေရိုက်ထည့်ပြီးရင် confirm လုပ်လိုက်တာနဲ့ကျွန်တော် register နှိပ်လိုက်တာနဲ့ကိုကျွန်တော်တို့ account တစ်ခုရရှိမှာဖြစ်ပါတယ်ပေါ့နော် Starclick account တစ်ခုရရှိမှာဖြစ်ပါတယ် Okay အဲ့ဒီ Starclick account ရရှိပြီဆိုရင်တော့ကျွန်တော် sign in စာဝင်ပေါ့နော်ကျွန်တော်တော့
account ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် sign in ဝင်ကြတော့ပါဘူး sign up မလုပ်ပြတော့ပါဘူးเนาะ okay ကျွန်တော် sign in ကိုကျွန်တော်တစ်ချက်ဝင်ကြည့်မယ်ပေါ့เนาะ sign start ဝင်မယ်ကျွန်တော်ရဲ့ကိုက account လုပ်ပြီးသားဆိုရင်တော့ကိုရဲ့ Gmail နဲ့ passport ချပြလာမှာပဲအဲပြီးရင်ကျွန်တော်က code လေးရိုက်ပေးပေးမယ်ဒီသူပေးထားတဲ့ code တိုင်းကိုရိုက်ပြီးမှကျွန်တော် sign in ဝင်လိုက်ရုံနဲ့ကျွန်တော် account ထဲကိုတခါတည်းဝင်ရောက်ရရှိမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ကျွန်တော် account ထဲကိုတစ်ချက်ဝင်မယ် okay အခုလက်ရှိကျွန်တော်ရဲ့လက်ရှိဝင်ခွင့်ကတော့$24ရှိပြီပေါ့နော်$24ရှိပါပြီ okay ဒီဟာလေးရအောင်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ကဒီမှာ pay per click add ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက် click လိုက်မယ်ပေါ့နော် pay per click ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက် click လိုက်တဲ့တူကြော်ညာမဲ့17ခုပေါ့နော်ဒီကြော်ညာ17ခုကိုကျွန်တော်တို့ကကြည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော် click တစ်ချက်ခောက်ပြီးကြည့်ပေးရမယ်တစ်ချက်ခောက်ပြီးတာနဲ့ကျွန်တော်တို့ဒီကြော်ညာကိုကြည့်ရမယ်ကြည့်ပြီးရင်ကျွန်တော်တို့ကဒီဘက်တစ်ချက်ဝင်မယ်တစ်ချက်ပြန်ဝင်ပြီးမှကျွန်တော်တို့ဒီဟာကိုတော့မပိတ်လိုက်ပါနဲ့တော့မပိတ်ဘဲနဲ့ကျွန်တော်တို့ဒါလေးကိုပဲထပ်ကလေးလေးကျွန်တော်ကြည့်သွားပါဒီမှာအခုဆိုရင်24.35ပေါ့နော်35မှာကျွန်တော်အခုဒါတက်သွားပြီဆို35ပေါ့နော်35ပြီးနောက်ထပ်ကျွန်တော်တို့ click တစ်ခေါက်ပြန်နှိပ်လိုက်တယ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့က36ပြသွားတယ်ပေါ့နော်ဒီမှာ24.36 okay အဲပြီးရင်ကျွန်တော်ထပ်ပြီးမှကျွန်တော်ထပ်နှိပ်မယ်ပေါ့နော်ထပ်နှိပ်ရင်3ခွန်း okay ကျွန်တော်ပြီးတဲ့အထိကျွန်တော်နှိပ်သွားမယ်ဗျာ okay ကျွန်တော်ပြီးတဲ့အထိအဓိကဒီလိုပဲနှိပ်ရုံပါပဲပေါ့နော်ကြော်ညာ17ခုကိုကျွန်တော်တို့နှိပ်ရမှာဖြစ်ပါတယ်အကောင့်ဆက်ဆက်ဝင်ချင်းမှာဆိုရင်တော့ကျွန်တော်တို့ဒီကြော်ညာ17ခုနေ့တိုင်းရမှာပါကျွန်တော်တို့ကနဲကြပြီးဖြစ်တဲ့အတွက်ကြောင့်မို့ကြော်ညာ10ခု9ခုပဲကြံပါတော့တယ်ပေါ့နော်10ခု9ခုပဲကျွန်တော်တို့နှိပ်ခွင့်ရှိတော့တယ်ပေါ့နော် okay ကျွန်တော်တို့ဒါကြော်ညာနှိပ်တာပါကြော်ညာနှိပ်ပြီးတူအကုန်လုံးဇရာတွေပျောက်တော့မှာပါဒီကပျောက်သွားတဲ့တီကို okay ကျွန်တော်တို့ well done ဆိုတဲ့ပေါ်တဲ့တီကိုကျွန်တော် click ပေးရမှာပဲ well done click ရပြီးတော့ပြီဆိုကျွန်တော်ရဲ့လက်ရှိအခြေအနေက$24.43ကိုရရှိနေပါပြီเนาะ okay ကျွန်တော်တို့ဒါပြီးရင်ကျွန်တော်တို့ကကျွန်တော်ရဲ့ account ကို upgrade လုပ်ချင်တယ်ဆိုလည်းရပါတယ်ကျွန်တော် click here to upgrade ကိုတစ်ချက်နှိပ်ပေးပါအဲ့မှာကျွန်တော်တို့ကအခုကျွန်တော်တို့လက်ရှိအဆင့်က Saver အဆင့်ပေါ့เนาะ Saver အဆင့်မှာကျွန်တော်တို့က limited app ဖြစ်တယ်ပေါ့เนาะကျွန်တော်ရဲ့ app က limited app ဖြစ်နေတယ် 0.01 per click နဲ့ပဲရရှိအောင်မယ် limited payout ရှိမယ်ပေါ့နော် limited payout ဆိုတာကကျွန်တော်တို့$50ပြည့်မှပဲထုတ်ဆိုတဲ့ဟာလေးပေါ့နော်ဒီမှာ limited payout no HTML ကုတ်မရရှိနိုင်ပါဘူး referral rate ကလည်း basis ဖြစ်တယ်ပေါ့နော် okay account က report ရှိမယ် limited spot ရှိမယ်ပေါ့နော် okay ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် go membership ဝင်မယ်ဆိုရင်တော့ကျွန်တော်တို့daily ကတော့ကျွန်တော်တို့ဒီဟာပေါ့နော်ဒီနေ့ကလစ်ကြော်ညာတစ်ခုကလစ်လိုက်တာနဲ့ကျွန်တော်$5စပြီးမှဝင်ပါမယ်ပေါ့နော်ဒီမှာကျတော့ 0.10 ပေါ့နော်တစ်နေ့ဝင်ငွေရ sorry ကျွန်တော်ထင်ရင်တော့ဒါအားလုံးစုစုပေါင်းထားတဲ့ဟာဖြစ်မယ်တယ်ပေါ့နော်ကြော်ညာ10ခုပဲတက်မှာပေါ့နော်ကြော်ညာ10ခုမှာ 0.10 ပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ကဒီဟာကြော်ညာဘလောက်မှာကျွန်တော်အားလုံးကြော်ညာ10ခုမှာ$5ရရှိနေပေါ့နော် okay တို့ကလည်းအတူတူပါပဲ 0.01 ပါကလစ်ရမယ်ကျွန်တော်တို့ဟုတ်ပြီ summit က weekly ကျွန်တော်ပတ်တိုင်းထုတ်လို့ရမှာပေါ့နော်ပတ်တိုင်းထုတ်လို့ရမယ်ရက်စောင့်စရာမလိုဘူးကျွန်တော်ပတ်တိုင်းထုတ်လို့ရမယ်ကျွန်တော်ဒီဟိုပါပေါ့နော်ဒီဒေါ်လာပြည့်အောင်စောင့်တဲ့အချိန်တွေစောင့်စရာမလိုပါနော် zero commission payout ပြင်မယ်ကျွန်တော် instant payout release ရှိမယ်ပေါ့နော် HTML code full access ပေါ့နော်ကျွန်တော် website ထဲမှာထည့်သွင်းမဲ့ code လေးတွေရရှိမယ်ပေါ့နော် Google Adsense လို့ code လေးတွေရရှိမယ်အဲ့ဒါပြီးရင်ကျွန်တော် website ထဲမှာထည့်ပြီးမှကျွန်တော်ကုတ်ကို run နေအောင်ပါပဲကျွန်တော် higher page referral share ပြမှာပေါ့နော် referral share တယောက်အတွက်ကျွန်တော် higher page ပို့ပြီး percentage ပိုများမယ်ပေါ့နော် okay နောက်ပြီးရင်ကျွန်တော်က platinum membership အတွက်ကတော့ကျွန်တော်ဒီဟာပေါ့နော် third party ads ရှိမယ်ဒီကတော့ပို့ပြီးမြင့်သွားပြီပေါ့နော်တစ်ခေါက်ကလေးတိုင်း 0.02 ပါကလေးရမယ်ပေါ့နော် no payout limit ကျွန်တော်$1ပြည့်တာနဲ့ကိုချက်ချင်းထုတ်နိုင်ပြီပေါ့နော်လုံးဝ limited မရှိတော့ဘူးသူကတော့လုံးဝမရှိတော့ဘူးပေါ့နော်တခါလေထုတ်ပြန်မဲ့အခွင့်အရေးရရှိတော့မှာနော်အဲ့ဒါတော့ဘယ်လောက်နဲ့ရင်းရမလဲဆိုရင်ကျွန်တော်က$49ရင်းပေါ့နော်$49ဆိုရင်းနေဆိုတော့လေကောင်းပါတယ်ကျွန်တော်ရင်းပြီးမှအမျက်ပြန်ရဖို့သူကပိုပြီးမှတေချတယ်ပေါ့နော်ဒါတော့တေချပါတယ်ဘယ်နော်ကျွန်တော်တို့ဒါမဲ့ star clip မှာသူကျွန်တော်တို့ထုတ်တဲ့ချိန်ကြရင်ကျွန်တော်တို့သူ့ရဲ့ဟိုပေါ့နော်ဟိုအချက်လက်တွေကျွန်တော်ဖြည့်ပြီးရတည်ရလို့ကျွန်တော်တင်ကြားတယ်ပေါ့နော်။ Okay အဲ့ဒီအချက်လက်တွေဖြည့်ပြီးမှတော့လေကျွန်တော်ထုတ်ခွင့်ရှိမှာဖြစ်ပါတယ်ပေါ့နော်။
Okay လက်ရှိကျွန်တော်တို့ဒီကတော့ကျွန်တော်ပေးမဲ့ method ထဲမှာရှိတယ်ပေါ့နော်ကျွန်တော် dot member ကိုတစ်ချက်ကြည့်အောင် dot member မှာထဲမှာကြာတော့အခုလက်ရှိကျွန်တော်တို့ start click ကိုလုံးဝ click နေတဲ့တူပေါ့နော်ကျွန်တော် Hong Sing ဆိုတဲ့ဒီအမေရိကန်နိုင်ငံသားကနံပါတ်1မှာရောက်နေတယ်ကျွန်တော် Rudy ဆိုတဲ့ဒီစင်ကာပူတဲ့နော်စင်ကာပူကတော့နံပါတ်2ရောက်နေတယ်ဒီ Afghanistan တဲ့နော်ဒီ India လားပါလားမသိဘူးဒါတော့ Sakura ကတတိယရောက်နေတယ်ပေါ့လန်ဒန်က4နေရာရောက်နေတယ်ပေါ့နော် Okay အဲ့လိုနည်းကကျွန်တော်တို့ top 1နေဆွဲနိုင်အောင်ဆိုရင်တော့ကျွန်တော်တို့က membership ဝယ်ပေးနိုင်တယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်ကဒီအခု90ပြည့်မှတော့လေကျွန်တော်အရင်ထုတ်ကြည့်မယ်ထုတ်ကြည့်လို့ရခဲ့တယ်ဆိုရင်တော့ရတယ်ဆိုရင်ကျွန်တော် membership ကိုကျွန်တော်ဝယ်လိုက်တော့မယ်ပေါ့နော် membership ဝယ်တဲ့ချိန်ကျရင်ကျွန်တော် video တစ်ခေါက်ပြန်လုပ်ပေးပါမယ် Okay ကျွန်တော် invite ကျွန်တော် friend ကို invite လုပ်လို့ရတယ်ပေါ့နော် email ကိုကျွန်တော် email ရိုက်ထည့်ပြီးမှ message ပို့ပြီးမှကျွန်တော် invitation ပို့လိုက်အောင်ပါပဲနော် invitation ပို့ပြီးမှဆိုရင်လည်းရတယ်ပေါ့နော် Okay ကျွန်တော်ရဲ့ invitation link ထဲမှာလည်းလူချင်းမင်းတို့ဝင်ပေးကြပါပေါ့နော်ဝင်ပေးပြီးမှလူချင်းမင်းတို့လည်း 0.05 ရမယ်လို့ပြောတယ်ပေါ့နော် 0.05 အဲ့တော့ဒီ link ထဲဝင်ပေးနေကျွန်တော်ဒီတိုင်း start click ကိုဝင်သွားပြီးမှ account လုပ်မယ်ဆိုရင် 0.05 မရပါဘူးเนาะအဲဒါကြောင့်မို့ကျွန်တော် link ချထားပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ refer link ချထားပေးမယ်အဲ refer link ကနေဝင်ပေးကြပါနော်ဝင်ပေးမှဒါလေလူချင်းမင်းတို့က 0.05 ဒေါ်လာရရှိမှာဖြစ်ပါတယ်ပေါ့နော် 0.05 ဒေါ်လာရရှိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ refer link ထဲကိုဝင်ပေးကြပါပေါ့နော် Okay ကျွန်တော် refer link ကို description box ထဲမှာချထားပေးမယ်အားလုံးပဲ down ဝင်ပြီးမှ account create လုပ်ပြီးမှငွေတွေမြောက်များစွာရှာကြပါလို့ပြောချင်ရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့တင်ခန်းစာကိုဒီမှာပဲဆုံးတက်လိုက်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာ